ကောသလမင်းကြီး၏တတိယအိမ်မက်ရှေးတရောအခါကတာဝတိဘီကြီးကိုကောသလမင်းကြီးအုပ်စိုးခဲ့ပါတယ်။တညမှာတော့မင်းကြီးဟာအလျံထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ပြီးလက်နိုးလာခဲ့ပါတယ်။သူဟာနန်းကျော်ပင်ပေါက်ကနေအပြင်ကိုငေးကြည့်ရင်ဒါဟာဘာနမိတ်များလဲလို့စိုးရင်တကြီးစဉ်းစားနေမိပါတယ်။နောက်တနေ့မနက်မှာတော့မင်းကြီးဟာစိတ်မအေးနိုင်ပဲပလင်ပေါ်မှာထိုင်နေပါတယ်။သူ့ရဲ့စိတ်ထဲမှာအိမ်မက်ထဲကမြင်ကွင်းတွေကတဝဲဝဲလည်နေခဲ့ပါတယ်။မင်းကြီးဟာတခုခုကိုအသေးအတန်စဉ်းလာနေပုံရပြီးနှဖူးပေါ်မှာလည်းချွေးဆက်လေးလေးရှိနေပါတယ်။မင်းကြီးဟာသူယုံကြည်ရတဲ့အမတ်ကြီးတူရာကိုခေါ်ယူလိုက်ပါတယ်။အမတ်ကြီးတူရာငါရဲ့အိမ်မက်ကအရန်ထူးဆန်းလွန်းနေငါမျက်ခင်းမြင်ကြီးထဲမှာနွားအုပ်ကြီးကိုတွေ့ခဲ့တယ်လို့မင်းကြီးကရှင်းပြလိုက်ပါတယ်။အမတ်ကြီးဟာမင်းကြီးရဲ့စကားကိုတေချာနားထောင်နေပါတယ်။မင်းကြီးရဲ့အိမ်မက်ထဲမှာစိမ့်လန်းတဲ့မျက်ခင်းမြင်တစ်ခုရှိပါတယ်။အဲ့ဒီမှာကိုလုံးကိုထဲကြီးမားတဲ့နွားမကြီးတွေနဲ့ချစ်စရာကောင်းတဲ့နွားမငယ်လေးတွေရှိနေကြပါတယ်။နွားမကြီးတွေဟာနွားမငယ်လေးတွေစီကိုဖြည်းဖြည်းချင်းချောက်သွားနေကြပြီးထူးဆန်းတာကတော့နွားမကြီးတွေဟာသူတို့ရဲ့သားသမီးအရွယ်နွားမငယ်လေးတွေစီကနေနှုတ်ဆွနေကြတာပါပဲ။တဘာဝအရဆိုရင်နွားငယ်လေးတွေကသာအမိနွားမကြီးစီကနှုတ်ဆွရမှာသူပြီမယ်။အခုတော့ပြောင်းပြန်ထင်နေပါတယ်။နွားမကြီးတွေဟာငတ်မွတ်နေတဲ့ပုံစံနဲ့နှုတ်ဆွနေကြတာပါ။ဒီအိမ်မက်ရဲ့အသီးပေကိုသိကျင်တာကြောင့်မင်းကြီးဟာဇီတဝန်ကျောင်းတော်မှာတည်င်းသုံးနေတဲ့မြတ်စွာဘုရားစီကိုတွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မင်းကြီးဟာဥယျာဉ်တော်တွေကနေရှောင်းလန်းရင်းမြတ်စွာဘုရားကိုဖူးမြော်ဖို့စိတ်အားထပ်တမ်းနေပါတယ်။ကျောင်းတော်ကိုရောက်တဲ့အခါမင်းကြီးဟာမြတ်စွာဘုရားကိုရိုသေစွာဂါရဝပြုလိုက်ပါတယ်။အရှင်ဘုရားတပည့်တော်ရဲ့အိမ်မက်ထဲမှာနွားမကြီးတွေကနွားမငယ်လေးတွေစီကနှိုးဆွနေတာကိုမြင်မှတ်ခဲ့ပါတယ်။ဒါဟာဘာကိုဆိုလိုတာပါလဲဘုရားလို့မေးလျှောက်လိုက်ပါတယ်။မြတ်စွာဘုရားကမင်းကြီးဒါဟာအနာဂတ်ကာလမှာဖြစ်ပျက်လာမယ့်အရာတစ်ခုကိုပြတာပါလို့စတင်ဟောကြားပါတယ်။နောက်အခါမှာလူကြီးတွေဟာကိုချင်းတရားတွေလော့နေလာပြီးသူတို့ရဲ့သားသမီးတွေလူငယ်တွေအပေါ်မှာပဲအလုံးစုံမိခိုးပြီးနေထိုင်ရလိမ့်မယ်လို့ရှင်းကြလိုက်ပါလေ။လူကြီးတွေဟာအလောက်မနိုင်တော့ပဲဖြစ်စေစီးစိမ်ဥစ္စာတွေကုန်ခန်းသွားလို့ပဲဖြစ်စေလူငယ်တွေရှာဖွေကျွေးမွေးလာကိုပဲစောင့်မျှော်နေရလိမ့်မယ်။ဒါဟာတတိယမြောက်အိမ်မက်ရဲ့နမိတ်ပဲလို့မြတ်စွာဘုရားရှင်ကမိန့်ကြပါတယ်။မင်းကြီးဟာမြတ်စွာဘုရားရှင်ရဲ့ဟောကြားချက်ကိုနားထောင်ရင်းသဘောပေါက်သွားပါတယ်။မင်းကြီးဟာအိမ်မက်ရဲ့အတိတ်ဘယ်ကိုသိလိုက်ရတဲ့အတွက်စိတ်အေးချမ်းသွားပါတယ်။သူဟာနန်းတော်ကိုပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့တိုင်းသူပြည်တင်သားတွေကိုစောင့်ရှောက်ဖို့လူငယ်တွေကိုလေးစားတန်ဖိုးထားဖို့ပို့ပြီးတတိထားဆောင်ရွက်ခဲ့ပါတော့တယ်။